နှုတ်ကတော့တစ်ချက်ဖတ်ချင်ပါတယ်။ထွတ်မြောက်အခန်းကြီး33အငယ်16ထွတ်မြောက်33အငယ်16အကျွန်ုပ်နှင့်ကိုတော်ဤလူတို့သည်ရှေ့တော်၌မျက်နာရသောအကြောင်းသည်အဘယ်သို့ထင်ရှားပါမည်နည်းအကျွန်ုပ်တို့နှင့်ကြွသွားတော်မူသောအားဖြင့်သာထင်ရှားပါမည်မဟုတ်လောထို့သို့အကျွန်ုပ်နှင့်ကိုတော်ဤလူတို့သည်မြေကြီးပေါ်မှာရှိသမျှသောလူတို့နှင့်ခြားနာရပါမည်ဟုလျှောက်ဆိုလျင်မောရှေကဖျားကိုဆုတောင်းတဲ့အရာဖြစ်တယ်ဖျားကသူတို့ကိုပြောတယ်နင်တို့နဲ့ငါမလိုက်တော့ဘူးခါနာန်ပြည်ကိုသွားတဲ့ခီးကောင်းကင်တမန်နဲ့ပဲသွားကြတော့ဒီခီးစဉ်မှာငါမလိုက်တော့ဘူးငါလိုက်ရင်နင်တို့ကဖြစ်စည်းမိလိမ့်မယ်လို့ဖျားပြောတဲ့အခါမှာမောရှေကကိုတော်တိုင်းကျွန်တော်တို့နဲ့မသွားလို့ရှိရင်ထိုအရာတို့ကျွန်တော်တို့ကိုမပို့ပါနဲ့ကျွန်တော်တို့ဟာတဲ့မြေကြီးပေါ်မှာတခြားသောလူမျိုးတွေနဲ့မတူပဲခြားနာနေရတာဟာတဲ့ကိုတော့ကျွန်တော်တို့နဲ့အတူကြွတော်မူသောအားဖြင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာမြေကြီးပေါ်မှာရှိသမျှသောဘယ်လူမျိုးနဲ့မှမတူပဲတီးခြားခြားနာနေတာထူးခြားနေတာဟာဘာအားဖြင့်မဟုတ်ဘူးလဲဆိုရင်ရွှေငွေအားဖြင့်မဟုတ်ဘူးပညာအားဖြင့်မဟုတ်ဘူးတကိုးအားဖြင့်မဟုတ်ဘူးအစွမ်းတတိတွေအားဖြင့်မဟုတ်ဘူးစီးစိမ်တွေအားဖြင့်မဟုတ်ဘူးတဲ့ကိုတော်တိုင်းကျွန်တော်တို့နဲ့အတူခရီးသွားသောအားဖြင့်အာမင်ဖခင်သခင်ကျွန်တော်တို့နဲ့အတူရှောက်လန်းနေခြင်းအားဖြင့်ဖခင်သခင်ကျွန်တော်တို့နဲ့အတူခရီးသွားနေခြင်းအားဖြင့်ဖခင်သခင်နဲ့အတူရှောက်လန်းနေခြင်းကိုကကျွန်တော်တို့ရဲ့အသက်တာဟာတဲ့မြေကြီးပေါ်မှာတခြားသောဘယ်လူမျိုးနဲ့မှတခြားသောဘယ်လူချမ်းသာနဲ့မှတခြားသောဘယ်အာနာတကိုးတွေနဲ့မှမတူတဲ့ခြားနာခြင်းမျိုးကိုကျွန်တော်တို့အသက်တာထဲမှာရရှိတာဖြစ်တယ်အဲ့တော့ဘာအားပေးခြင်းလဲဆိုညီကောင်တို့ကျွန်တော်တို့အသက်တာဒီနေ့လောကနဲ့ခြားနာဖို့ဖရားလို့ရှိတယ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကျွန်တော်တို့ရဲ့တွေးခေါ်ခြင်းကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့ခံစားချက်ဟာဒီနေ့လောကကြီးအလယ်မှာဘယ်လူမျိုးနဲ့မှမတူအောင်ခြားနာနေဖို့ဖရားကျွန်တော်တို့ကိုခေါ်ထားတာဖြစ်တယ်။မောင်မိုက်ထဲကနေအံ့ဘွယ်တော်အလင်းတော်တို့ဖခင်သခင်ကျွန်တော်တို့ခေါ်သွင်းထားတယ်။တည်ခြင်းထဲကနေအသက်ရှင်ခြင်းထဲသို့ဖခင်သခင်ကျွန်တော်တို့ခေါ်ထားတာဟာကျွန်တော်တို့ဟာလောကထဲမှာတခြားဘယ်လူမျိုးနဲ့မှမတူဖို့ဖြစ်တယ်။တိုးတော်လည်းအဲ့ဒီခြားနာခြင်းဟာကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုပေါ်မှာမမူတည်ဘူး။ကျွန်တော်တို့ရဲ့ရွှေငွေပေါ်မှာမမူတည်ဘူး။ကျွန်တော်တို့ရဲ့တက်မြောက်တဲ့အစွမ်းတတိပညာတွေပေါ်မှာမမူတည်ဘဲနဲ့ကျွန်တော်တို့ရဲ့အသက်တာမှာအသက်ရှင်ရှောက်လန်းခြင်း၌ဖယားနဲ့အတူတွာလာခြင်းကပဲကျွန်တော်ရဲ့အသက်တာကိုဒီလောကမှာခြားနာစေတာဖြစ်တယ်။သင်ဟာခြားနာဖို့ဖယားလိုရှိတယ်။သင်ဟာရောထွေးပြီးအသက်ရှင်ဖို့မဟုတ်ဘူး။သင်ဟာလောကီသားတွေနဲ့ရောထွေးပြီးအသက်ရှင်ဖို့မဟုတ်ဘူး။ပြဿနာကြုံနာခြင်းတွေ့ရင်တော့အဲ့ဒီပြဿနာထဲမှာသင်ဟာခြားနာနေဖို့ဖယားလိုရှိတယ်။ဒုက္ခကြုံနာခြင်းတွေ့ရင်တော့အဲ့ဒီဒုက္ခထဲမှာသင်ဟာခြားနာနေဖို့ဖယားသင်ကိုအလိုရှိတယ်။ကုံစင်းနှုံးကြီးတာကိုတွေ့ကြုံရတာခြင်းတွေ့ရင်တော့ကျွန်တော်တို့ဟာလောကီသားတွေနဲ့ခြားနာတဲ့ငြိမ်သက်ခြင်းခြားနာတဲ့အောင်မြင်ခြင်းခြားနာတဲ့အသက်တာခြေလမ်းတွေနဲ့ကျွန်တော်တို့ကအသက်ရှင်ဖို့ဖခင်ကယနေ့ကျွန်တော်တို့ကိုတီးတက်ခေါ်ထားတာဖြစ်တယ်တီးတက်ရွေးချယ်ထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာမကြုံပြီးမှဒီအကြောင်းအရာကိုအတူတူဆက်ပြီးဆင်ခြင်ဖို့ဖြစ်တယ်เนาะတို့ရှန်ဆုံးဆိုတာကျွန်တော်တို့အားလုံးသိတယ်သူကနာဇရိလူဖြစ်တယ်အမိဝမ်းထဲကပင်ရွေးချယ်ခြင်းခံရတဲ့သာရဖျားအဖို့လို့ငါသီးသန့်ဖယ်ထားခြင်းခံရတဲ့သူဖြစ်တယ်အဲ့တော့နာဇရိလူဖြစ်တဲ့ရှန်ဆုံဟာသာရဖျားအဖို့လို့ငါသီးသန့်သူ့ကိုဖျားရွေးချယ်တယ်ဖယ်ထားတယ်ဒါကသူမှမဟုတ်ဘူးဣသရေလလူမျိုးတိုင်းမှာဒီအခွင့်အရေးရှိတယ်သူမှမဟုတ်ဘူးเนาะရှန်ဆုံမို့လို့နာဇရိလူဖြစ်တဲ့ကျမ်းလူအခွင့်အရေးမရှိဘူးအဲ့လိုမဟုတ်ဘယ်သူမဆိုမိမိရဲ့အသက်တာကိုသာရဖျားအဖို့လို့ငါသီးသန့်ဖယ်ထားခြင်းလေဆိုလို့ရှိရင်ကြံတဲ့သူတွေမှာလည်းအခွင့်အရေးရှိပါတယ်တခြားလူအကြောင်းမပြောဘဲနဲ့ဒီနေ့ကတော့ကျွန်တော်တို့ရှန်ဆုံအကြောင်းအဓိကထားမှာဖြစ်တယ်ရှန်ဆုံဟာတီးတန့်ဖယ်ထားခြင်းခံရတော်သူဖြစ်လက်နဲ့သူ့ရဲ့အသက်တာဟာတခြားလူတွေနဲ့ခြားနာဖို့ခြားနာပြီးနေထိုင်ဖို့ခြားနာပြီးမတူညီတဲ့ခြေလမ်းမတူညီတဲ့ဆုံးဖြတ်ချက်မတူညီတဲ့နော်အစွမ်းတတိတွေနဲ့ဖခင်ကသူ့ကိုကောင်းကြီးပေးထားတော့ကျွန်တော်တို့တွေ့ရဆိုတော့အဲ့ဒီရှန်ဆုံရဲ့ခွန်အားကြီးခြင်းဟာတ
ဘယ်လမ်းကြောင်းကနေလာတယ်လဲထာဝရဘုရားနဲ့သူပြုတ်ထားတဲ့နာဇရိလူဖြစ်ခြင်းဆိုတဲ့ဗဒိညင်လမ်းကြောင်းကနေလာတာဖြစ်တယ်ရှမ်းဆုံးဟာတခြားလူတွေနဲ့မတူဘဲနဲ့ခွန်အားကြီးနေတာတက်ဆွမ်းနေတာခွန်အားပြည့်နေတာဟာသူ့ရဲ့စပင်ပေါ်မှာမမူတည်ဘဲနဲ့ထာဝရဘုရားနဲ့ချိတ်ဆက်ထားတဲ့လမ်းကြောင်းဗဒိညင်ပေါ်မှာမူတည်တယ်စပင်အရှိထားတဲ့ဆိုတာစပင်ကိုမွေးကလေးကမဖြတ်ပဲနဲ့ထားတယ်ဆိုတာကတော့ဗဒိညင်ကိုတက်တည်ပြုဖို့အတွက်ထားတာဖြစ်တယ်ဒါပေမဲ့ရှန်ဆုံရဲ့ခွန်အားအစစ်မှန်ကတော့ဘယ်မှာရှိတယ်လဲဆိုရင်ဗဒိညင်မှာရှိတာဖြစ်တယ်ထာဝရဘုရားရဲ့ဝိညာဉ်တော်သည်ရှန်ဆုံပေါ်မှာတက်ရောက်တဲ့အခါရှန်ဆုံသည်ခွန်အားရှိလားစပင်ရှိခြင်းမရှိခြင်းကခွန်အားရှိခြင်းမရှိခြင်းနဲ့မဆိုင်ပဲထာဝရဘုရားဝိညာဉ်တော်သူ့ပေါ်မှာရှိခြင်းမရှိခြင်းကသူ့ရဲ့ခွန်အားရှိခြင်းမရှိခြင်းနဲ့တိုက်ရိုက်သက်ဆိုင်တာဖြစ်တယ်ဆိုတော့အဲ့လိုပြောလို့စပင်မလိုတာမဟုတ်ဘူးစပင်ဖျက်ရမယ်လို့ဆိုတာမဟုတ်ပဲနဲ့စပင်ကဗဒိညင်ရဲ့တက်တည်တစ်ခုပဲဖြစ်တယ်အဓိကရှန်ဆုံတခြားလူတွေနဲ့ခြားနားနေရတဲ့အကြောင်းရင်းတခြားလူတွေနဲ့မတူရတဲ့အကြောင်းရင်းကဘယ်မှာရှိတယ်လဲဆိုရင်ဗဒိညင်မှာရှိတယ်နာဇရိလူအဖြစ်သူ့ကိုယ်သူအနံထားခြင်းအရာနာဇရိလူအဖြစ်ဖခင်ကသူ့ကိုတီးတန့်ဖယ်ထားခြင်းဆိုတဲ့လမ်းကြောင်းပေါ်မှာသူဟာတခြားလူတွေနဲ့မတူတဲ့ခြားနာခြင်းကိုသူကခံစားနေရတာဖြစ်တယ်အဲ့တော့ယန်သူနဲ့တိုက်လန်ခြင်းအကြောင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဖိလိတိလူတွေကရှန်ဆုံရဲ့ခွန်အားဘယ်ကရတယ်လဲဆိုတော့သူတို့ကစိတ်ဝင်စားရှန်ဆုံဟာငါတို့နဲ့မတူပဲဘာလို့ထူးခြားနေရတာလဲရှန်ဆုံဟာငါတို့နဲ့ဒန်းတူမဟုတ်ပဲသူကဘာလို့ခွန်အားကြီးနေရတာလဲသူတို့ကရှန်ဆုံခွန်အားဘယ်လောက်ကြီးတယ်လဲဆိုတာထက်ရှန်ဆုံခွန်အားဘယ်ကရတယ်လဲဆိုတာသူတို့စိတ်ဝင်စားရှန်ဆုံရဲ့ခွန်အားအရင်အမြစ်ကဘယ်ကလာတယ်လဲဆိုတော့သူတို့ကရှာဖွေပြီးမှဘယ်သူစီချင်းကပ်ကြတယ်လဲဆိုရင်ကျွန်တော်အားလုံးသိတယ်ဒေလီလာစီကိုချင်းကပ်တယ်ဒေလီလာကိုငွေကြေးတွေပေးတယ်ရှန်ဆုံရဲ့ခွန်အားဘယ်ကဖြစ်တယ်လဲဆိုတော့သူတို့ကဒေလီလာအားဖြင့်စုံစမ်းဖို့သူတို့ကကြိုးစားကြအဲ့တော့ရှေ့မှာဒေလီလာကလည်းရှန်ဆုံကိုလှည့်စားတယ်မေးတယ်ရှန်ဆုံကလည်းဒေလီလာနဲ့ပြန်ပြီးကစားတယ်ငါကိုတဲ့ရှော်ကျိုးအစ်စ်နဲ့ချီရင်ခုနှစ်ပင်နဲ့ချီလို့ရှင်ရှော်ကျိုးအစိမ်းခုနှစ်ပင်နဲ့ချီရင်ငါရဲ့ခွန်အားတွေကုန်ပြီးမှငါဟာအခြားသောသူကဲ့သို့ဖြစ်လိမ့်မယ်အခြားသောသူကဲ့သို့ဒီစကားလုံးလေး၃ချိန်ပြောထားတယ်အခြားသောသူကဲ့သို့ဖြစ်လိမ့်နောက်တော့ရက်ဒေလီလာကထပ်မေးတယ်ရှန်ဆုံနေ့ရဲ့ခွန်အားဘာကြောင့်ဖြစ်တယ်လဲဘာကြောင့်ရှိတယ်လဲငါကိုတဲ့ကြိုးအစ်စ်နဲ့ချီမယ်ဆိုလို့ရှိရင်ငါဟာခွန်အားရော့ပြီးအခြားသောသူကဲ့သို့ဖြစ်လိမ့်နောက်တစ်နေ့ထပ်မေးတယ်ငါရဲ့စပင်တွေကိုတဲ့ရက်ကန်းထဲမှာထည့်ပြီးရက်လိုက်လို့ရှိရင်ငါဟာခွန်အားရော့ပြီးတခြားသောသူကဲ့သို့ဖြစ်လိမ့်အဲ့ဒါနဲ့အဲ့ဒီတတရနေ့လေရောက်ဒေလီလာကစိတ်ဆိုးတယ်နင်ငါ့ကိုကစားတယ်နင်ငါ့ကိုလှည့်စားတယ်နင်ငါ့ကိုစားတဲ့ဖြင့်နော်သိတယ်မလားအမျိုးသမီးတွေရဲ့မာယာပေါ့နိုင်ငံရေးမပါကြည့်လားသေလောက်အောင်တယ်ရှန်ဆုံပြောတဲ့စကားသေလောက်အောင်စိတ်ပြတ်တယ်ဒေလီလာဘယ်လောက်တောင်မှနော်မူယာမာယာများလည်းမသိဘူးရှန်ဆုံတော့သေလောက်အောင်နော်စိတ်ပြတ်လာတယ်အဲ့ဒါနဲ့နောက်ဆုံးသူဘာပြောလိုက်လဲဆိုငါကားတဲ့မွေးကလေးကနာဇရိလူဖြစ်တယ်ထာဝရဘုရားဖို့တီးတန့်ဖယ်ထားခြင်းခံရတော်သူဖြစ်တယ်ငါကမွေးကလေးကစပြင်မညက်ရအောင်အဲ့တော့ဖယားနဲ့ဖွဲ့ထားတဲ့ဗဒိညင်ကြောင့်ငါဟာတခြားသောသူနဲ့မတူပဲခြားနာနေရခြင်းဖြစ်တယ်ငါစပင်ဟာဗဒိညင်ပြုတ်ခြင်းရဲ့တက်သေးဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာအဲ့ဒီမှာနော်အဲ့ဒီရှန်ဆုံရဲ့စပင်အဲ့ဒီနေ့မှာဖြတ်တောက်ခြင်းခံရတယ်လဲစားခြင်းထဲမှာသူဗဒိညင်ပြက်သွားစပင်ပြက်သွားတာမဟုတ်ဘူးနော်ဗဒိညင်ပြက်သွားတာစပင်ပြက်သွားတာကအဓိကမဟုတ်ဗဒိညင်ပြက်သွားတာကအဓိကစပင်ပြက်သွားခြင်းကခွန်အားရော့စေတာမဟုတ်ပဲဗဒိညင်ပြက်သွားခြင်းကခွန်အားရော့စေတာဖြစ်တယ်ညီမတို့ကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့နော်ကျွန်တော်တို့ဥမာယဉ်နှစ်ချင်းခံတယ်ဆိုတာလည်းပဲဒီသဘောပါပဲယဉ်နှစ်ချင်းခံတယ်ဆိုတာကျွန်တော်တို့ရဲ့ဗဒိညင်ကိုကျွန်တော်တို့ကကြီးညာထားတာယဉ်နှစ်ချင်းခံခြင်းဟာမျက်စိနဲ့မြင်ရတဲ့ဗဒိညင်ကိုကျွန်တော်တို့ကတက်တည်ပြုထားတာဖြစ်တယ်တကယ်တမ်းတော့ခရစ်တော်၌ဗတ္တိဇံခံခြင်းဝိညာဉ်တော်၌ရှောက်လန်းခြင်းကမမြင်ရတဲ့ကျွန်တော်တို့ရဲ့ဗဒိညင်ကအဓိကကျတာဖြစ်တယ်ရေဗတ္တိဇံခံခြင်းဆိုတာဟောနာရှန်ဆုံရဲ့စပင်ကဲ့သို့ပဲမျက်မြင်ရတဲ့အရာအဖြစ်ကျွန်တော်တို့အတိပြုတာဖြစ်တယ်တကယ်တမ်းတော့ကျွန်တော်တို့ရဲ့အသက်တာလောကနဲ့ခြားနာနေရခြင်းအကြောင်းရင်းသည်ခရစ်တော်၌ဗတ္တိဇံကပဲကျွန်တော်တို့ကို
ခြားနားစေတာဝိညာဉ်တော်နဲ့ရှောက်လန်းခြင်းကပဲကျွန်တော်ရဲ့အသက်တာကိုခြားနားစေတာဖြစ်တယ်ဝိညာဉ်တော်၌ရှောက်လန်းခြင်းမရှိဘဲခရစ်တော်၌မိမိရဲ့အသက်တာကိုနစ်မြုပ်အနံ့ခြင်းမရှိဘဲအပြင်ပိုင်းဆိုင်ရာကျွန်တော်တို့ရေဗတ္တိဇံမကလို့ဂျော်ဒန်မြစ်၌ပဲဗတ္တိဇံခံဆရာကြီးနဲ့ပဲဗတ္တိဇံခံအဲ့ဒီအပြင်ပိုင်းဆိုင်ရာကျွန်တော်တို့ဖော်ထုတ်တဲ့အရာဟာကျွန်တော်ရဲ့အသက်တာကိုခြားနားစေမှာမဟုတ်ဘူးခြားနားစေမှာမဟုတ်အတွင်းဆိုင်ရာဝိညာဉ်၌ရှောက်လန်းခြင်းဝိညာဉ်တော်နဲ့တွေ့ဆက်ထားတဲ့လမ်းကြောင်းကပဲကျွန်တော်ရဲ့အသက်တာကိုခြားနားစေတာဖြစ်တော့ကြောင့်ကျွန်တော်ရဲ့အတွင်းဆိုင်ရာဗတ္တိညင်ကိုကျွန်တော်တို့စောက်ရှောက်ဖို့အရေးကြီးတယ်အခုရှန်ဆုံဆိုလို့ရှိရင်သူကစပင်မပြတ်ခင်ကလေးအရှိမကလေးကဗတ္တိညင်အများကြီးပြတ်ပြီးပြီအသေးကောင်ကိုမထိရလို့ပြောထားတာသူကခြင်တဲ့အသေးကောင်ကိုထိခဲ့ပြီးပြီစပြစ်ရေကိုမတောက်ရလို့မှာထားပေမဲ့စပြစ်ရေတောက်ခဲ့ပြီးပြီအဲ့တော့ရှန်ဆုံဟာနာဇရိလူဖြစ်တယောက်ရဲ့ဗတ္တိညင်ဆိုင်ရာစောက်ရှောက်မှုကိုသူကစပင်မဖြတ်ခင်ကလေးကရှေ့မှာကလေးကသူ့ရဲ့ဗတ္တိညင်ကိုသူကချိုးဖျက်ခဲ့တဲ့သူဖြစ်တယ်ဒီဗတ္တိညင်လမ်းကြောင်းကိုသူကဖြတ်တော့ပြီးမှသူ့ရဲ့အသက်တာမှာဗတ္တိညင်ပြတ်သွားတဲ့အချိန်မှာဖယားသခင်သူနဲ့အတူရှိတယ်ဆိုတဲ့တက်တည်ဖယားသခင်သူနဲ့အတူအလုံးလုံးနေတယ်ဆိုတဲ့တက်တည်ဖယားသခင်သူနဲ့အတူရန်သူလက်ကနေဣသရေလလူမျိုးကိုအကာအကွယ်ပေးနေတယ်ဆိုတဲ့အရာပြတ်သွားတကယ်တော့နာဇရိလူဆိုတာဖယားဖို့သီးသန့်ဖြစ်တယ်လို့အဲ့ဒီနာဇရိလူတွေအားဖြင့်ဖယားကသူ့ရဲ့အုပ်ဆိုးခြင်းကိုမြေကြီးပေါ်မှာအကောင့်ထဲဖော်တာဖြစ်တယ်အထူးသဖြင့်ကျွန်တော်ဘယ်သူမှတွေ့ရတယ်လဲဆိုရင်ရှမွေလမှာတွေ့ရတယ်ရှမွေလလည်းနာဇရိလူပဲရှမွေလကပရောဖက်လည်းဟုတ်တယ်ရှမွေလကယစ်ပရောဟိတ်လည်းဟုတ်တယ်ရှမွေလကရှင်ဘရင်လည်းဟုတ်တယ်နာဇရိလူဆိုတာလေထာဝရဘုရားဖို့တီးတဲ့မိမိကိုယ်ကိုအနံ့ခြင်းမဟုတ်သူကမြေကြီးပေါ်မှာဖျားလှုပ်ခြင်းတဲ့အလုပ်ကိုဖျားကိုစားလုပ်ရတဲ့သူဖြစ်တယ်ဣသရေလလူမျိုးကိုဖျားခင်အကာအကွယ်ပေးခြင်းနဲ့ဆိုရင်ရှန်ဆုံကအကာအကွယ်ပေးဖို့ဖျားသူကိုရွေးချယ်ထားတာဣသရေလလူမျိုးကိုလုံခြုံမှုပေးခြင်းနဲ့ဖျားရဲ့အလိုတော်ကိုနာဇရိလူဖြစ်တဲ့ရှမွေလမှစ၍ရှန်ဆုံအပါဝင်ဒီအရာကိုအကောင့်ထဲပေါ်ဖို့အတွက်ဖျားကသူတို့ကိုအသုံးပြုတာဖြစ်တယ်ဆိုတော့ဖျားရဲ့အုပ်ဆိုးခြင်းကိုတည်ဆောင်ဖို့လိုတယ်ဖျားရဲ့စကားတော်ကိုတည်ဆောင်ဖို့လိုတယ်ဖျားနဲ့လူဆက်ကြားထဲမှာကိုစားပြုဖို့အတွက်နာဇရိလူကိုဖျားကရွေးချယ်တာဖြစ်တယ်အဲ့ဒီအကြောင်းအရာရှမွေလမှာပြည့်စုံတယ်လို့လူဇာတိခံယူတဲ့ယေရှုမှာလည်းပြည့်စုံတယ်ယေရှုဒီလည်းနာဇရိလူပဲယစ်ပရောဟိတ်လည်းဟုတ်တယ်ပရောဖက်လည်းဟုတ်တယ်ရှင်ဘုရင်လည်းဟုတ်တယ်ယေရှုဒီနာဇရက်မြို့သားယေရှုဖြစ်သည်တာမခဘူးသူကိုယ်တိုင်ဟာနာဇရိလူဖြစ်တယ်ဆိုတော့ကရှန်ဆုံလည်းပဲနာဇရိလူအဖြစ်ဘုရားသခင်သူ့ကိုရွေးချယ်ထားခြင်းကအဲ့ဒီအရာ၃မျိုးကိုဖော်ထုတ်ဖို့ဖြစ်တော်များလဲသူ့ရဲ့အသက်တာထဲမှာသူ့ရဲ့ခွန်အားဖြင့်သာလျှင်ဣသရေလလူမျိုးကိုရန်သူလက်ကနေကယ်နှုတ်ဆပြုနိုင်ုံပဲဖြစ်ခဲ့တယ်ကယ်နှုတ်ဆပဲပြုနိုင်တယ်ဆိုတော့ဒီရန်သူနဲ့ရင်ဆိုင်တဲ့အကြောင်းအရာကျွန်တော်တို့ကြည့်ရအောင်ရန်သူနဲ့ရင်ဆိုင်တဲ့အခါမှာအစောနာပြောခဲ့ပြီးပြီရန်သူစိတ်ဝင်စားတာကအရင်အမြစ်ကိုစိတ်ဝင်စားသူတို့ကရှန်ဆုံကိုလိုချင်တာထက်ရှန်ဆုံနဲ့ဖျားရဲ့စက်ကြားထဲမှာရှိနေတဲ့တွေ့ဆက်မှုလမ်းကြောင်းကိုသူတို့ကစိတ်ဝင်စားတာဖြစ်တယ်ညီမတို့ဘာအားပေးခြင်းလဲဆိုရင်ရန်သူကလေတင့်ကိုချောင်းမြောင်းနေတာရန်သူကဒီနေ့လောကမှာရှိနေတဲ့ဖျားသားတင်တဲ့ကျွန်ုပ်ကိုချောင်းမြောင်းနေတာဘာလဲဆိုရင်တင့်ကိုစိတ်ဝင်စားတာထက်တင်နဲ့ဖျားတွေ့ဆက်ထားတဲ့လမ်းကြောင်းကိုရန်သူကစိတ်ဝင်စားတင်ဖျားနဲ့ဘလို့ပဋိညာဉ်ပြုထားတယ်လဲတင်ဖျားနဲ့ဘလို့တွာလာနေတယ်လဲတင်ဒီနေ့လောကမှာအသက်ရှင်နေတာဟာလောကသားတွေနဲ့မတူဘဲခြားနားနေတာဘာကြောက်လဲဆိုတာကိုရန်သူကစိတ်ဝင်စားတယ်ရှန်ဆုံတည်သွားတာထက်ရှန်ဆုံပေါ်မှာအလုံးလုံးနေတဲ့ဝိညာဉ်တော်ဖျားဘလို့အလုံးလုံးတယ်လဲဆိုတဲ့လမ်းကြောင်းကိုသူတို့ကဖျက်ဆီးခြင်းတာဖြစ်တယ်ရှန်ဆုံတည်သွားတာထက်ရှန်ဆုံခွန်အားလျော့သွားတာထက်သူတို့အပူပြီးစိတ်ဝင်စားတာကဖျားနဲ့တွေ့ဆက်နေတဲ့မမြင်ရတဲ့စီးမြင်မမြင်ရတဲ့လမ်းကြောင်းကိုရန်သူကဖျက်တောက်ချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘဝတက်တာထဲမှာတတိထားဖို့လိုတယ်ခေါ်တော်မူသောသူဖျားကိုဘာအတွက်ခေါ်ထားသလဲဖျားကိုဘာအတွက်ရွေးချယ်ထားသလဲဖျားနဲ့ကိုနဲ့ဆက်ကြားထဲမှာကျွန်တော်တို့ကဖျားလူဖြစ်လာရခြင်းဖျားသားဖြစ်လာရခြင်းဖျားရဲ့ရွေးနှုတ်ခံရခြင်းဆိုတဲ့လမ်းကြောင်းကိုကျွန်တော်တို့ပြင်စစ်ဆေးဖို့လိုတယ်ဖျားကကိုကျေးဇူးတော်အားဖြင့်ခေါ်ထားလျင်ကိုကကျေးဇူးတော်ထဲမှာဆက်ပြီးတည်နေဖို့လိုတယ်
ဖခင်ကကိုယ့်ကိုနာဇရိလူအဖြစ်ခေါ်ထားရင်နာဇရိလူအဖြစ်ချင်းမှာကိုကဆက်ပြီးတည်နေဖို့လိုတယ်ခါလေကျွန်တော်ဘဝသက်တာထဲမှာဖြစ်တတ်တယ်စတာကတော့ကျေးဇူးတော်နဲ့စတာပဲနော်ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်ကယ်တင်ခြင်းရခြင်းမှာတော့ယုံကြည်သူတို့အားလုံးကသိတယ်ကျေးဇူးတော်နဲ့စခဲ့တာဖြစ်တယ်ဒါပေမဲ့ကျေးဇူးတော်နဲ့အစပြုပြီးခဲ့တဲ့ကျွန်တော်တို့ကကျေးဇူးတော်၌ပြန်မတည်ပဲနဲ့ဘဝအသက်တာထဲမှာကျွန်တော်တို့ကတခါတလေဘယ်ဘက်ကိုချော်သွားတတ်တယ်လဲဆိုရင်ပြည့်ညက်တရားဘက်ကိုချော်သွားတတ်တယ်နော်ကယ်တင်ခြင်းကတော့ဖခင်လုပ်ပေးလို့ရတာပေါ့ကယ်တင်ခြင်းကတော့ယေရှုကယ်မရတာပေါ့ဒါပေမဲ့အသက်တာမှာကောင်းကြီးရဖို့ကတော့ငါတို့ရဲ့အကျင့်ပေါ်မှာမူတည်တယ်လို့ဆိုမှလေကိုအားကိုးခြင်းတွေကိုကျွန်တော်တို့ပြန်ပြီးလွဲချော်သွားတတ်တယ်ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းကိုပြန်ပြီးအားကိုးတတ်တယ်ဒါဟာပြည့်ညက်တရားဘက်ကိုကျွန်တော်တို့ပြန်ချော်သွားတာဖြစ်တယ်ပြန်စဉ်းစားပါကျွန်တော်တို့ဖခင်နဲ့ဆက်ဆိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဗဒိညင်လမ်းကြောင်းဟာပြည့်ညက်တရားနဲ့ကျွန်တော်တို့အစပြုခဲ့တာမဟုတ်ဘူးဂျူးလူမျိုးတွေကတော့ဓမ္မဟောင်းမှာပြည့်ညက်တရားနဲ့တင်းနဲ့တောင်ချီမှာသူတို့ဗဒိညင်ဖွဲ့ခဲ့ကြတယ်သူတို့ကပြည့်ညက်တရားနဲ့ဆက်ဆိုင်တာပြည့်ညက်တရားနဲ့ဆက်ဆိုင်တဲ့ဂျူးလူမျိုးဟာပြည့်ညက်တရားမှာပြန်တည်ဖို့လိုတယ်ကျွန်တော်တို့ကတော့ပြည့်ညက်တရားနဲ့အစပြုခဲ့တဲ့သူတွေမဟုတ်ဘူးကျေးဇူးတော်နဲ့အစပြုခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကျေးဇူးတော်လမ်းကြောင်းထဲမှာပြန်တည်ဖို့လိုတယ်နာဇရိလူနဲ့စခဲ့တဲ့သူဟာနာဇရိလမ်းကြောင်းမှာပြန်တည်ဖို့လိုတယ်လို့ကျေးဇူးတော်အဖြစ်ဖျားသားဖြစ်လာတဲ့ကျွန်တော်တို့ကကျေးဇူးတော်ထဲမှာပြန်တည်ဖို့လိုတယ်ဝိညာဉ်နဲ့အစပြုခဲ့တဲ့ကျွန်တော်တို့ကဝိညာဉ်နဲ့ပြန်ပြီးလက်တည်ဖို့လိုတယ်ဝိညာဉ်နဲ့အစပြုပြီးမှကျွန်တော်တို့ကဇာတိနဲ့အဆုံးသတ်ဖို့မဟုတ်ဘူးလို့ဂလာတိဩဝါဒစာထဲမှာတမန်တော်တွေကကျွန်တော်တို့ကိုတိုက်တွန်းထားတဲ့ကျေးဇူးတော်နဲ့အစပြုခဲ့တဲ့ကျွန်တော်တို့ကပြည့်ညက်တရားနဲ့ပြန်ပြီးအဆုံးသတ်ဖို့မဟုတ်ဘူးနာဇရိလူအဖြစ်အစပြုခဲ့တဲ့ကျွန်တော်တို့ကတခြားလူတွေနဲ့မချားမနာပဲနဲ့ဒန်းသူဖြစ်နေဖို့မဟုတ်ဘူးသင်ဟာနာဇရိလူအဖြစ်ရွေးချယ်ခံရရင်သင်ဟာဒီလောကနဲ့ခြားနာနေဖို့ဖြစ်တယ်သင်ဟာတခြားတစ်ပါးသောသူတွေနဲ့ခြားနာပြီးအသက်ရှင်ဖို့ဖြစ်တယ်တေယောအခန်းကြီး9အငယ်9မှာဘယ်လိုပြောလဲဆိုရင်ယေရှုခရစ်ဒီဖျားသခင်ဤသားတော်ဖြစ်သည်ကိုယုံကြည်သောသူမှတပါအဘယ်သူသည်လောကကိုအောင်နိုင်သနည်းညီကောင်မတို့ယေရှုကိုယုံကြည်တဲ့သူကလွဲရင်တဲ့ဒီလောကကိုအောင်နိုင်တဲ့သူနောက်တစ်ယောက်တခြားလူမရှိဘူးဒီနေ့ယုံကြည်သူဖြစ်တဲ့ကျွန်တော်တို့မှလောကကိုမအောင်ရင်ဘယ်သူမှလောကကိုမအောင်တော့ကျွန်တော်တို့ကိုယ်၌ကိုယ်ကလောကနဲ့တူနေရင်တော့ဒီနေ့ကျွန်တော်ရဲ့အသက်တာပြန်ပြင်ဆင်စရာရှိတယ်ကျွန်တော်တို့ကလောကမှာနေတာမှန်တယ်ဒါပေမဲ့လောကသားတွေနဲ့တူညီနေဖို့မဟုတ်ဘူးကျွန်တော်တို့ဟာလောကထဲမှာနေတာမှန်ပါတယ်ဒီနေ့ကျွန်တော်တို့ကိုဖျားသခင်ဖျားသားအဖြစ်ခေါ်ထားတာယုံကြည်သူဖြစ်နေတာဟာလောကနဲ့ခြားနာဆိုအသက်ရှင်ဖို့ဖြစ်တယ်နာဇရိလူဖြစ်ပြီးတခြားသူတွေနဲ့တူဖို့မဟုတ်ဘူးယန်သူကဘာလို့ချင်တာလဲရှန်ဆုံနဲ့ပတ်သက်ပြီးယန်သူဘာလို့ချင်တာလဲရှန်ဆုံကိုလေငါတို့လိုပဲတာမန်ဖြစ်စေချင်တယ်ရှန်ဆုံခွန်အားရှိတယ်ရှန်ဆုံခွန်အားကြီးတယ်မှန်တယ်သူတို့ကအဲ့ဒီရှန်ဆုံရဲ့ခွန်အားအရင်အမြစ်ကိုရှန်ဆုံနဲ့ဖြတ်တောက်ပြီးမှရှန်ဆုံကိုသူတို့လိုပဲမချာနာတော့သူဖြစ်လာဖို့အတွက်သူတို့ကကြိုးစားအားထုတ်ခဲ့ကြတာဖြစ်တယ်သူတို့လိုချင်တာရှန်ဆုံရဲ့ခွန်အားမဟုတ်သူတို့လိုချင်တာရှန်ဆုံရဲ့အသက်လည်းမဟုတ်ဘူးသူတို့လိုချင်တာရှန်ဆုံဟာငါတို့နဲ့ခြားနာနေဖို့မဟုတ်ပဲငါတို့နဲ့အတူတူဖြစ်နေဖို့ပဲသူတို့လိုချင်တာညီမတို့ယန်သူကလေမာနကလေတင်းရဲ့အသက်ကိုလိုချင်တာမဟုတ်မာနကတင်းဟာလောကီသားနဲ့ခြားနာပြီးဖြစ်နေတဲ့အခြေအနေကနေလောကီသားနဲ့မခြားမနာပဲဒန်းသူဖြစ်သွားတာကိုမာနလိုချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာခြားနာရမယ့်အသက်တာကိုကျွန်တော်တို့ပြန်သွားဖို့လိုတယ်ဟောဆောနာကဣသရေလလူမျိုးတွေရဲ့ခြားနာခြင်းအတိုင်းပဲကျွန်တော်ရဲ့အသက်တာဖျားနဲ့အတူရှောက်လန်းခြင်းပြဿနာထဲမှာဂန္ဓာရထဲမှာငွတ်တိတ်ခြင်းထဲမှာရေမရှိတဲ့လမ်းကြောင်းပေါ်မှာလမ်းမရှိတဲ့ဂန္ဓာရမှာဖျားနဲ့အတူပုံမှန်ရှောက်လန်းရင်းနဲ့ပဲကိုဟာလောကထဲမှာခြားနာသောလူဖြစ်ဖို့ဖျားကျွန်တော်တို့ကိုအလိုရှိတာဖြစ်တယ်ဒီခြားနာခြင်းဟာထူးထူးဆန်းဆန်းလုပ်ပြနေလို့ခြားနာတာမဟုတ်ဘူးနော်ထူးထူးဆန်းဆန်းတွေပြောပြနေလို့ခြားနာတာမဟုတ်ဘဲနဲ့ကိုနဲ့ဖျားဆက်ကြားထဲမှာကိုဖျားခေါ်ထားတဲ့ကျေးဇူးတော်လမ်းကြောင်းထဲမှာကိုကပုံမှန်အသက်ရှင်နေခြင်းကိုခြားနာနေတာခြားနာပြီးသားပဲပြန်ပြောခြင်းတယ်ပုံမှန်ပဲ
ပုံမှန်အသက်ရှင်နေတာဖះကျွေးတာစားတယ်ဖះကိုမျက်မှောက်ပြုပြီးသွားလာတယ်ကန္နာရထဲမှာနှစ်ပေါင်း40ဘာမှထူးထူးခြားခြားတွေလှုပ်ပြနေတာမဟုတ်ဘူးဘာမှထူးထူးခြားခြားတွေအော်ပြနေတာမဟုတ်ဘူးဘာမှထူးထူးခြားခြားတွေသူတို့လှုပ်ပြစရာမလိုပဲဖះတခင်သူတို့ကိုခေါ်ထားတယ်သူတို့ကိုခေါ်တဲ့ဖះနောက်ကိုသူတို့လိုက်တယ်သူတို့နဲ့အတူဖះရှိတယ်ဆိုတော့လဲလေချင်းကိုကပုံမှန်လဲပတ်နေတာပဲအဲ့ဒီပုံမှန်လဲပတ်ချင်းကိုကဒီနေ့ဣသရေလလူမျိုးဟာတခြားဘယ်လူမျိုးနဲ့မှမတူဘူးဆိုတဲ့ခြားနာခြင်းကိုကန္နာရထဲမှာထင်ရှားစေခဲ့တာဖြစ်တယ်ဆိုတာကတင့်ရဲ့အသက်တာလောကထဲမှာလောကသားတွေနဲ့မတူတဲ့ခြားနာခြင်းသည်တင်တဲ့ဖះပုံမှန်လေပတ်အသက်ရှင်နေခြင်းထဲမှာပဲရှိတယ်ပုံမှန်သွားလာနေတာပါပုံမှန်နှုတ်ကပတ်တော်ဖတ်နေတာပါပုံမှန်ဖះကိုအောက်မေ့နေတာပါပုံမှန်ဖះကိုဆုတောင်းနေတာပုံမှန်မှထူးခြားမနေပါဘူးကိုယ့်ကိုဖះခေါ်ထားတာကျေးဇူးတော်ထဲမှာအဲ့ဒီကျေးဇူးတော်ထဲမှာပုံမှန်ကျင်လည်နေရင်းနဲ့ကိုကျွန်တော်ရဲ့အသက်တာဟာပြဿနာကြုံတာချင်းတူရင်တော့ကျွန်တော်ရဲ့စိတ်လုံးဟာလောကသားတွေနဲ့ခြားနာလိမ့်မယ်နေလိမ့်မယ်တိုက်ပွဲကြုံတာချင်းတူရင်တော့ကျွန်တော်ရဲ့ရွေးချယ်မှုတွေဟာလောကသားတွေနဲ့ခြားနာနေလိမ့်မယ်နော်ရင်ဆိုင်ရတဲ့အခက်အခဲချင်းတူရင်တော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာလောကသားတွေနဲ့မတူဘဲခြားနာနေတဲ့အရာကျွန်တော်တို့ဘဝမှာပိုင်ဆိုင်ရမှာဖြစ်တယ်ပုံမှန်ဖြစ်နေဖို့ဘုရားကျွန်တော်တို့အလိုရှိတယ်ပုံမှန်ဖြစ်နေတာကိုကခြားနာနေတာဘာကြောင့်လဲလောကကပုံမှန်မဟုတ်လောကကနေ့တူကဖောက်ပြန်နေတယ်လောကကနေ့တူကပြောင်းလဲနေတယ်လောကကနေ့တူကနော်ဘလောင်ဘလဲဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဟာအနှိမ့်မှာလဲပုံမှန်ပဲအမြင့်မှာလဲပုံမှန်ပဲအဲ့ဒီပုံမှန်ဖြစ်နေတာကိုကဒီလူမျိုးဟာလောကနဲ့မတူဘူးဒီလူမျိုးဟာတခြားသူတွေနဲ့မတူဘူးခရိယန်ဆိုတာတခြားလောကီသားတွေနဲ့လုံးဝမတူဘူးဆိုတာကျွန်တော်ရဲ့အသက်တာထဲမှာထင်ရှားလာဖို့ဖေဟာအလိုရှိတယ်ဆိုတာနားလည်ရတယ်အခုတော့ကျွန်တော်တို့ကပုံမှန်အသက်မရှင်နေလို့လောကပြောင်းလဲရင်ကိုပါလိုက်ပြောင်းလဲလောကမြင့်ရင်ကိုမြင့်လောကနှိမ့်ရင်ကိုနှိမ့်လောကလူတွေစိတ်ပြက်ရင်ကိုပြက်လောကလူတွေပျော်ရင်ကိုပျော်ဆိုတဲ့အနေရာမှာသူတို့ပြောင်းလဲတယ်လို့ကိုကလိုက်ပြောင်းလဲရင်းနဲ့ပဲလောကမှာကျွန်တော်တို့ဟာတခြားလူတွေနဲ့ဘာမှမခြားနာတဲ့ဖရာသားတွေဖြစ်လာတယ်ခြားနာခြင်းအလင်းမရှိဆိုတာဖြစ်သွားတယ်တကယ်တော့သင်ဟာခြားနာနေဖို့ဖရာကသင်ကိုရွေးချယ်ထားတယ်ဆိုတော့အသက်တာမှာနားလည်ဖို့ဖြစ်တယ်အခုရှမ်းဆုံးစပင်ဖြတ်တောက်သွားတဲ့ဖြတ်တောက်ခံရတဲ့အခါမှာသူဟာတခြားလူတွေနဲ့မခြားနာတော့တဲ့တာမန်လူဖြစ်သွားတယ်အဲ့ဒီတာမန်လူဖြစ်သွားတဲ့ရှမ်းဆုံးဟာအသက်မခံရဘူးနော်အသက်မခံရနံပါတ်1ဘာလို့ချင်းခံရလဲဆိုရင်ဖန်ဆီးခြင်းခံရနံပါတ်2ကြီးဝါကျိုးနဲ့ချီနှောင်ခံရကြီးဝါကျိုးနဲ့ချီနှောင်ခံရတယ်နံပါတ်3မျက်စိအဖောက်ခံရမျက်စိအဖောက်ခံရနံပါတ်4သူ့ကိုကြိတ်ဆုံမှာဘာလို့ခိုင်းလဲဆိုရင်ကြိတ်နေခိုင်းတယ်အဲ့ဒါကျွန်ပြုတ်ခံရတယ်ဆိုလို့အတိတ်ပဲရရန်သူရဲ့ဖန်ဆီးခြင်းခံရတယ်ရန်သူမျက်စိဖောက်တာခံရတယ်အလင်းကွယ်ပြောက်သွားတယ်တာမကဘူးရန်သူကသူ့ကိုကျွန်ပြုတ်တယ်တန်ကြီးဝါကြိုးတွေနဲ့ချီနှောင်တယ်ကစားတယ်သူ့ကိုကစားကြကစားတယ် performance တစ်ခုအတွက်ထုတ်ပြစရာ performance တစ်ခုအတွက်ထုတ်ပြစရာဝါကြွားစရာ performance တစ်ခုကဲ့သို့ရှမ်းဆုံးကိုဘာလို့ကြလဲဆိုရင်သူတို့ကကစားကြဒါကုံဖျားရှိမှရှမ်းဆုံးကိုဒူးထောက်စီဒါကုံဖျားရှိမှရှမ်းဆုံးကိုဒူးထောက်ပြီးမှရစ်အဖြစ်ပူဇော်တယ်ရှမ်းဆုံးဒါကုံဖျားရှိမှကြဆုံးသွားတယ်ကြဆုံးသွားတယ်ဆိုတဲ့အမှုအရာကိုဣသရေလတစ်မျိုးလုံးကြည်ပြီးမှဣသရေလတစ်မျိုးလုံးရဲ့စိတ်နှလုံးမှာရှိတဲ့ယုံကြည်ခြင်းကိုပြည့်စုံဖို့အတွက်ရန်သူကအလုပ်လုပ်တာဖြစ်တယ်။ရှမ်းစုံရဲ့ကြဆင်ခြင်းဟာတဦးတစ်ယောက်ကြဆင်ခြင်းမဟုတ်ဘူး။ရှမ်းစုံရဲ့ကြဆင်ခြင်းဟာဣသရေလတစ်မျိုးလုံးတစ်နွယ်လုံးရဲ့စိတ်နှလုံးမှာသူတို့အားကိုးနေတဲ့ဖျားလူသူတို့မျှော်လင့်ထားတဲ့ဖျားလူသူတို့ယုံကြည်စိတ်ချထားတဲ့ဖျားလူကိုယ်တိုင်ကဒါကုံဖျားရှိမှဒူးထောက်တာကိုကြည်ပြီးသူတို့ရဲ့စိတ်နှလုံးမှာဖျားကိုယုံကြည်အားကိုးခြင်းစိတ်ပြက်လာအောင်ရန်သူကအလုပ်လုပ်တာဖြစ်တယ်။ညီကောင်မတို့အားပေးခြင်းတယ်။တတိလည်းပေးခြင်းတယ်။ညီကောင်ကျွန်တော်တို့ရဲ့ကြဆင်ခြင်းဟာကျွန်တော်တို့ရဲ့ပဋိညာဉ်ပြည့်ရင်ခြင်းဟာကျွန်တော်တို့ပဲဆုံးရှုံးတာမဟုတ်ကျွန်တော်တို့ကိုမျှော်ကြည့်နေတဲ့ကျွန်တော်တို့မိသားစုတွေရဲ့စိတ်နှလုံးမှာလေယုံကြည်ခြင်းသင်္ဘောပြတ်သွားတယ်။ငါအဖေတော်ဒီလို
ဖြစ်သေးတာပဲငါဆရာတော်ဒီလိုဖြစ်သေးတာပဲနာဇရိလူဖြစ်တဲ့ရှန်ဆုံတော်ဒါဂုံဖျားရှိမှဒူးထောက်သေးတာပဲဒါဆိုရင်ငါတို့တော့မျောလင့်ရမဲ့ပြီရောငါအဖေတော်မှဝတ်လုံတွေတွေ့ရင်ဒူးထောက်သွားသေးတာပဲငါဆရာတော်မှအလူငွေစာအိတ်တွေ့ရင်ဒူးထောက်သွားတယ်ဆိုရင်များစွာသောယုံကြည်သူတွေကျွန်တော်တို့နားမှာရှိတဲ့မိသားစုတွေကျွန်တော်တို့ကိုမျှော်ကြည့်ပြီးမှအားကိုးပြီးမှဝိညာဉ်ရေးမှာတည်ဆောက်နေတဲ့သူတွေငွေကြေးရှိမှအရှုံးပေးเสียရှိတယ်ပြဿနာကြုံရင်ဒူးထောက်เสียရှိတယ်လောကနဲ့ဆိုင်တဲ့နီးလန်းတွေထဲမှာဒူးထောက်ပြီးတွားเสียအကြောင်းတွေရှိတယ်ဆိုတာကရှန်ဆုံရဲ့ကြဆင်းခြင်းရှန်ဆုံရဲ့ပဒင်ရင်ပြည့်ရင်ခြင်းဟာရှန်ဆုံတူးတယောက်ဒီထိခိုက်နစ်နာနေတာမဟုတ်ပဲရှန်ဆုံအားဖြင့်ဖျားသခင်အကွယ်အကာပေးလျက်ရှိတဲ့ဣသရေလတစ်မျိုးလုံးရဲ့စိတ်နှလုံးထဲမှာယုံကြည်ခြင်းဆိုင်ရာဖျားကိုအားကိုးခြင်းဆိုင်ရာဖျားငါတို့ကိုကာကွယ်နေတဲ့ဆိုတဲ့လုံခြုံမှုကိုသူတို့တန်တရားဝင်လာစရာတွေဖြစ်သွားတယ်ရန်သူကတူးတယောက်ပျက်စီးဖို့အလုပ်လုပ်တာမဟုတ်တစုလုံးတစ်ဖွဲ့လုံးပျက်စီးဖို့အလုပ်လုပ်နေတာအာမင်ညီမတို့တတိရစေခြင်းနဲ့တင်တယောက်တည်းပျက်စီးဖို့ရန်သူအလုပ်လုပ်နေတာမဟုတ်ဘူးဒါကြောင့်ရှန်ဆုံကိုလေသူတို့ကမတက်ဘဲနဲ့ထားတာတန့်ရင်တောင်သေသွားရင်တော်သေးတယ်ရှန်ဆုံသေသွားရင်တောင်တော်သေးတယ်ရှန်ဆုံမသေဘဲကစားခံနေရတာကိုကများစွာသောဣသရေလလူတွေရဲ့စိတ်နှလုံးမှာယုံကြည်ခြင်းတင်ပေါ်ပြည့်ရွှေ့စရာအကြောင်းရှိတယ်ဒီနေ့တချို့မှုတော်ဆောင်တွေတချို့တရားဟောဆရာတွေတရားမဟောရင်တောင်တော်သေးတယ်ဟောခါမှာများစွာသောအသင်းတော်ရဲ့စိတ်နှလုံးထဲမှာယုံကြည်ခြင်းဆိုင်ရာလွဲချော်စရာအကြောင်းတွေရှိနေနိုင်တယ်ဆိုတာဒီအမှုအရာကိုကြည်ပြီးမှတတိထားစရာဖြစ်လာတယ်ကျွန်တော်ရဲ့အသက်ရှင်ခြင်းကျွန်တော်တို့တယောက်ကြဆင်းတာပါကျွန်တော်တို့တယောက်ပဒင်ရင်ပြတ်တာပါကျွန်တော်တို့တယောက်ကျေးဇူးတော်နဲ့လွဲချော်တာပါဆိုတာတယောက်ရဲ့ကြဆင်းခြင်းတသက်မဟုတ်ဘဲနဲ့အဲ့ဒီကြဆင်းမှုဟာဒါဂုံဖျားရဲ့ရှေ့မှာရှန်ဆုံရဲ့ဒူးထောက်ခြင်းဟာပြိုပြက်ခြင်းဟာများစွာသောယုံကြည်သူတွေများစွာသောလောကနဲ့ခြားနာဖို့အတွက်ဘုရားသခင်ခေါ်ထားတဲ့သူတွေရဲ့စိတ်နှလုံးမှာဒီနေ့ပြည့်ယွင်းသွားနိုင်တဲ့ယုံကြည်ခြင်းတွေရှိတယ်အာရော့ဆရာတွေရှိလာတယ်စိတ်ပြည့်ဆရာတွေရှိတယ်ဆိုတော့ကျွန်တော်သိမြင်ပြီးမှကျွန်တော်တို့ရဲ့ပဒင်ကိုကျွန်တော်တို့ပြန်ပြီးမှစောက်ရှောက်ဖို့ဘဝမှာအရေးကြီးတယ်ပဒင်ရင်ကိုပြန်ပြီးစောက်ရှောက်ရအောင်သင်ဟာခြားနာဖို့ဖြစ်တယ်တခြားလူကဲ့သို့ဖြစ်ဖို့မဟုတ်သင်ဟာလောကနဲ့မတူဘဲနဲ့သီးသန့်ဖြစ်နေရမယ်သူဖြစ်တယ်လောကနဲ့တူညီပြီးမှတပုံစံတည်းဖြစ်သွားဖို့ဘုရားကျွန်တော်တို့ကိုအလိုရှိတာမဟုတ်ဘူးဆိုတာနားလည်ရတယ်အဲ့ဒီဒါဂုံဘုရားရှိမှဒူးထောက်သွားတဲ့ရှန်ဆုံကိုကြည်ပြီးမှသူတို့ရန်သူကဘာလုပ်သလဲဆိုရင်ဝမ်းမြောက်ကြဝမ်းမြောက်တယ်ပျော်မွေ့ကြရှန်ဆုံကိုကြည်ပြီးမှကိုခွန်အားယူနေကြနော်ဒီနေ့ကျွန်တော်ရဲ့အသက်တာကလေကျွန်တော်ရဲ့အသက်တာကကိုမိသားစုကကိုကြည့်ပြီးကိုအသင်းတော်မှာရှိတဲ့အင်္ဂါချင်းတွေကကိုကြည့်ပြီးခွန်အားဖြစ်နေရမယ်အစားကျွန်တော်တို့ကအခုကလောကသားတွေအတွက်ပြန်ပြီးခွန်အားယူစရာဖြစ်လာလောကသားတွေကကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကိုကြည့်ပြီးတွေ့လားခရိယန်တွေတောင်လှုပ်သေးတာပဲဖျားသားလို့ခေါ်တဲ့သူတွေတောင်လှုပ်သေးတာပဲဆိုမှလေကျွန်တော်တို့ပြန်ပြီးခွန်အားယူရမလို့တောင်ဖြစ်သွားတယ်တကယ်ဆိုရင်ကျွန်တော်တို့ဟာလောကရဲ့အလယ်မှာခြားနာပြီးမှအော်ဖျားသားဆိုတာဒီလိုပါလားတန့်ရှင်းသူဆိုတာဒီလိုပါလားအလင်းသားဆိုတာဒီလိုပါလားခေါ်တော်မူခြင်းခံရတော်သူဆိုတာငါတို့နဲ့မတူပါလားဆိုတာကိုကျွန်တော်တို့ကိုကြည့်ပြီးမှဒီနေ့လောကရဲ့အပြစ်ကိုကျွန်တော်တို့အားဖြင့်ဖခင်ကဖော်ပြဖို့ဖခင်ကျွန်တော်တို့ခေါ်ထားတာဖြစ်တယ်ကိုကြည့်ပြီးမှလောကလူတွေကသူတို့ရဲ့အပြစ်ကိုသူတို့မြင်သွားမှာကိုရဲ့အသက်ရှင်ခြင်းကိုကြည့်ပြီးမှသူတို့ရဲ့ဖခင်နဲ့လွဲချော်နေခြင်းအရာတွေကိုသူတို့မြင်သွားဖို့ဖခင်ကျွန်တော်တို့ကိုအလိုရှိတယ်သင်ဟာဤလောကရဲ့အလင်းဖြစ်တယ်သင်ဟာဤလောကရဲ့အလင်းဖြစ်တယ်အခုပြဿနာကကျွန်တော်တို့ရဲ့ပြဿနာကပဒင်ငင်ပြည့်ယွင်သွားသည့်တာမကကျွန်တော်တို့ကဒါဂုံရဲ့ရှေ့မှာသူများကဒူးထောက်ခိုင်းတာမဟုတ်ဘူးနော်ကိုတိုင်ကတရေတများများနဲ့သွားပြီးဒူးထောက်နေတာသူများကကိုဖမ်းချုပ်တာမဟုတ်ဘူးနော်ကိုတိုင်ကသွားပြီးတန်းစီပြီးအဖမ်းခံနေကြတာကျွန်တော်တို့ရဲ့အသက်တာရန်သူကမျက်စိဖောက်ခြင်းခံရတယ်များစွာသောယုံကြည်သူတွေကဲတင်ခြင်းရပေမဲ့ဒီနေ့ဝိညာဉ်မျက်စိကန်းကုန်တယ်ကျမ်းစာဖတ်ပြီးအလင်းမရတော့နှုတ်ကပတ်တော်တရားဟောချက်ကြားတော်များလဲဝိညာဉ်ဆိုင်ရာအလင်းမရှိတော့ဘာကြောင့်အလင်းမရှိတယ်လဲ
မျက်စိအဖောက်ခံရတယ်မူရစေရဲ့ချီနှောင်ခြင်းတွေခံရတယ်ငွေကြေးရဲ့ချီနှောင်ခြင်းတွေခံရတယ်အောင်မြင်ကြော်ကြားမှုရဲ့ချီနှောင်မှုတွေခံရတယ်အဲ့ဒါကြီးဝါကျိုးနဲ့ချီနှောင်ခံရတယ်ကျွန်တော်တို့ရဲ့အတ္တကြီးဝါကျိုးတွေနဲ့ချီနှောင်ခံရဖန်ဆီးခြင်းခံရတယ်မာနရဲ့ခြေလေခြင်းခံရကြိုးကင်ခြင်းခံရကြိုးကင်ခြင်းခံရဒါတွေရှမ်းဆုံးမှာခံရတယ်လို့ပြောခြင်းဟာဒီနေ့ယုံကြည်သူအယောက်ချင်းနဲ့အသက်တာထဲမှာပဒင်ငင်ပြည့်ယွင်းသွားတဲ့ယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာဖြစ်လာမယ့်အရာဖြစ်တယ်။ကြောင်တကောင်ကကြွက်တကောင်ကိုဖမ်းမိတဲ့အခါမှာမစားဘဲနဲ့လေနော်တွေ့ဘူးမှာပါမစားဘူးကြွက်ကိုကစားကြွက်ကတောင်ပြင်းပုတ်လိုက်မြောက်ပြင်းပုတ်လိုက်အရှိကိုပြင်းအမီးကိုနင်းထားလိုက်သူ့ဘက်ပြေးလာရင်ကန်လိုက်ဒီကြွက်အသက်ရှင်နေတယ်အသက်ရှည်နေတာမဟုတ်ဘူးနော်အဲ့ဒါကစားခံနေရဒီနေ့ယုံကြည်သူတင်တဲ့ကျွန်တော်မာနကကျွန်တော်တို့ကစားနေသလားကိုယ့်ကိုပြန်စစ်ဆေးစရာရှိတယ်ကျွန်တော်တို့တောင်ပုတ်လိုက်မြောက်ပုတ်လိုက်ငါအသက်ရှင်နေရတာကျေးဇူးတော်ဟုတ်ဒီအသက်ရှင်နေရတာဒါအသက်ရှင်နေရတာမဟုတ်ဘူးကျွန်တော်တို့ဖန်ဆီးခံနေရတာကြိုးကင်ခံနေရတာခြေလေခံနေရတာငွေကြေးရဲ့ခြေလေခြင်းတွေခံရတယ်ဂုံအတရေရဲ့ခြေလေခြင်းတွေခံရတယ်ဝတ်လုံရဲ့ခြေလေခြင်းခံရတယ်ထိုင်ခုံရဲ့ခြေလေခြင်းခံရတယ်မာနရဲ့အရှိမကျွန်တော်တို့ဟာကြွက်တကောင်လိုပဲကစားခံနေရတယ်ဆိုရင်ဒီနေ့ကျွန်တော်တို့ကိုယ့်ကိုတတိယဖို့ဖြစ်တယ်ကျွန်တော်တို့ဟာရှမ်းဆုံကဲ့သို့ဖြစ်နေပြီဒီနေ့ကျွန်တော်တို့ရဲ့ပဒိန်ကိုကျွန်တော်တို့ပြန်လည်အောင်မေးဖို့ဖြစ်တယ်ကျွန်တော်တို့ကိုဖျားသခင်တွေ့ဆက်ထားတဲ့လမ်းကြောင်းကိုကျွန်တော်တို့ပြန်ပြီးမှတည်ဖို့လိုတယ်မိဖို့လိုတယ်နာဇရိလူဖြစ်ရင်နာဇရိဆိုင်ရာပဒိန်ကိုပြန်ဖို့လိုတယ်ဂျေဇုတော်အားဖြင့်ခေါ်တော်မူခြင်းခံရတဲ့ကျွန်တော်တို့ကဂျေဇုတော်၌ပြန်ပြီးတည်ဖို့လိုတယ်ဝိညာဉ်လမ်းကြောင်းမှာပြန်ပြီးလက်ပြန်ဖို့လိုတယ်အသက်လမ်းကြောင်းထဲမှာကျွန်တော်တို့ပြန်ပြီးတွေ့ဆက်နေဖို့လိုတယ်တွေ့ဆက်နေဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့အသက်တာဟာဒီလောကရဲ့အလယ်မှာပြရုပ်တစ်ခုဖြစ်လာရှန်ဆုံတဲ့ဖိလိတိလူတွေရဲ့တိုက်ပွဲကလေရုပ်ပိုင်းဆိုင်ရာတိုက်ပွဲတသက်မဟုတ်ရုပ်ပိုင်းဆိုင်ရာအားပြိုင်မှုတသက်မဟုတ်ထာဝရဘုရားရဲ့လူနဲ့ဒါဂုံဖျားဆိုတဲ့ကိုးကွယ်မှုနှစ်ခုဆက်ကြားတဲ့ကအားပြိုင်မှုဖြစ်တယ်ဘာရာနှစ်ပါးဆက်ကြားမှာအားပြိုင်တဲ့အရာမျိုးကျွန်တော်တို့ဒီပု္ပ္ပာမျိုးအေလိယပရောဖက်အေလိယလက်ထက်မှာလည်းကျွန်တော်တို့တွေ့ရတယ်ပရောဖက်ဘာလပရောဖက်တွေနဲ့ထာဝရဘုရားပရောဖက်အဲ့ဒီမှာလည်းဘာရာနှစ်ပါးရှိခဲ့တယ်ဘာလကိုကိုးကွယ်တဲ့ပရောဖက်နဲ့ထာဝရဘုရားကိုကိုးကွယ်တဲ့ပရောဖက်400ဘာလဘုရားကပရောဖက်က400ရှိပြီးထာဝရဘုရားရဲ့ပရောဖက်ကတော့တယောက်ပဲအဲ့ဒီတုန်းကလည်းအားပြိုင်မှုတစ်ခုဖြစ်ခဲ့ဘူးတယ်အခုဒီရှန်ဆုံရဲ့ဇက်လန်းမှာလည်းပဲရှန်ဆုံရဲ့ခွန်အားဗလာနဲ့ဖိလိတိလူရဲ့ခွန်အားဗလာပြိုင်ဆိုင်နေတာမဟုတ်ဘူးအဓိကပြိုင်နေတာဖိလိတိလူတွေရဲ့နီးပရိယေကပါလဲဆိုရင်ရှန်ဆုံဟာပြရုပ်တစ်ခုဖြစ်လာဖို့ဖြစ်တယ်ရှန်ဆုံရဲ့ကြဆင်းခြင်းဟာဣဇရေတမျိုးတနွယ်လုံးရဲ့ရှေ့မှာပြရုပ်တစ်ခုဖြစ်လာပြီးစိုက်ဝါတစ်ခုဖြစ်လာပြီးရှန်ဆုံရဲ့ကြဆင်းခြင်းကိုကြည့်ပြီးအားလုံးရဲ့အတွင်းထဲမှာဖခင်ခင်ငါတို့ ਨੇ မရှိတော့ဘူးဖခင်ငါတို့ကိုစွန့်ပစ်သွားပြီဖခင်ငါတို့ကိုမကွယ်ကာတော့ဘူးဖခင်ငါတို့ ਨੇ အတူမရှိတော့ဘူးဆိုတဲ့အတွင်းပိုင်းဆိုင်ရာစိတ်နှလုံးပြိုပြဲ့ခြင်းကိုယန်သူကပြရုပ်တစ်ခုဖြစ်ထောင်ပြထားတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာဟာဒီလောကရဲ့အလယ်မှာအလင်းဖြစ်ရမယ့်အစားပုံသက်သေအဖြစ်ဖခင်ဖော်ပြရမယ့်အစားကျွန်တော်တို့ဟာဟောနာကယန်သူရဲ့ပြရုပ်ဖြစ်နေပြီလားကိုယ့်ကိုပြန်ပြီးစစ်ဆေးစရာရှိတယ်တင်းဟာအလင်းအဖြစ်ဖျားတင်းကိုပုံတက်တည်ထားတာဖြစ်တယ်အခုတော့ဖျားသားတွေကိုယ်တိုင်ဟာမာနထုတ်ပြထားတဲ့ပြရုပ်တစ်ခုများဖြစ်နေပြီလားကိုပြန်ပြီးစစ်ဆေးစရာရှိတယ်မာနကတင်တည်သွားတာလိုချင်တာမဟုတ်တင်းကိုကစားဖို့ဖြစ်တယ်မာနကတင်ပျက်စီးသွားတာကိုလိုချင်တာမဟုတ်တင်းရဲ့ခွန်အားယော့သွားတာကိုလိုချင်တာမဟုတ်မာနလိုချင်တာတင်းနဲ့ဖျားအဆက်ပြတ်ဖို့ပဲတင်းနဲ့ဖျားတွေ့ဆက်နေတဲ့ပဒိညာဉ်ပြတ်တော့ဖို့ကိုပဲမာနကဒီနေ့အားထုတ်နေတယ်ဆိုတော့ကျွန်တော်တို့တတိယပြီးမှကျွန်တော်တို့ရဲ့ပဒိညာဉ်လမ်းကြောင်းကျွန်တော်တို့ပြန်လက်တီးရအောင်နော်ရှန်ဆုံကခွန်အားပြန်ရဖို့အဓိကအရေးမကြီးဘူးပဒိညာဉ်ပေါ်မှာပြန်လက်တီးဖို့အရေးကြီးတယ်ရန်သူကလေရှန်ဆုံမှမဟုတ်ဘူးရှန်ဆုံရဲ့ခွန်အားသူတို့နိုင်နေပဲထားအောင်ရှန်ဆုံမှာရှိတဲ့အားကြီးမှုကိုသူတို့အနိုင်ရရင်ပဲထားအောင်သူတို့ရဲ့အသိဉာဏ်ထဲမှာရှိတယ်
ဒီရှမ်းစုံတည်သွားရင်တော့နောက်ထပ်ရှမ်းစုံတွေအများကြီးထွက်လာအောင်မယ်ဆိုတာသိတယ်ဒီရှမ်းစုံခွန်အားရော့ပြီးပျက်စီးသွားရင်တော့ဒီရှမ်းစုံရဲ့နောက်မှာနောက်ထပ်နာဇရိလူတွေဒါထပ်ပေါ်လာရင်ငါတို့ရှုံးပြီးသားဆိုတာသူတို့သိတဲ့အတွက်နာဇရိလူတယောက်ကိုဒါဂုံဖျားရှိမှဒူးထောက်တဲ့အထိသူတို့ကြံစီတာဖြစ်တယ်ညီကောင်တို့ဖျားကလေကျွန်တော်တို့ကိုယေရှုနီးသူပဲကျွန်တော်တို့ကိုလောကကိုအောင်စေချင်တာယေရှုလောကကိုအောင်ရင်ယေရှုနောက်လိုက်တွေအားလုံးလောကကိုအောင်မယ်ဆိုတော့နှဆိုးသိတယ်ခရိယန်တွေဒါမသိတာယေရှုကဖျားသားဖြစ်တဲ့ယေရှုကလောကကိုအောင်တယ်ဆိုရင်ယေရှုနောက်လိုက်တွေအားလုံးလောကကိုအောင်လိုက်မယ်ဆိုတာနှဆိုးသိတယ်ဒါကြောင့်ရှမ်းစုံကိုခွန်အားရော့ဖို့ပဲယန်သူကအလုပ်လုပ်ခဲ့တာမဟုတ်ဘူးရှမ်းစုံကိုကြဆင်းသွားဖို့ပဲယန်သူကအလုပ်လုပ်ခဲ့တာမဟုတ်ဘဲနဲ့ပဋိညာဉ်လမ်းကြောင်းကိုဖျက်တောက်ပြီးမှနောက်ထပ်ဒီလိုမျိုးစစ်ထပ်ပေါ်မလာအောင်နောက်ထပ်ဒီလိုပဋိညာဉ်မျိုးထပ်ပြီးပေါ်မလာအောင်နောက်ထပ်ဒီလိုထူးခြားတဲ့သူမျိုးပေါ်မလာအောင်ယန်သူကများစွာသောဣသရေလလူတွေရဲ့စိတ်နှလုံးထဲကိုစိုက်ဝါထည့်နေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အသက်တာပြင်ဆင်ဖို့ဖြစ်တယ်ညီကောင်တို့ယေရှုလောကကိုအောင်ရင်တင်လဲအောင်ပါတယ်အာမင်ယေရှုဒီလောကနဲ့ခြားနာသလိုတင်တဲ့ကျွန်တော်လဲလောကနဲ့ခြားနာဆိုတာအသက်ရှင်ဖို့ဖခင်ကျွန်တော်တို့ကိုရွေးချယ်ထားတာဖြစ်တယ်ယေရှုခရစ်ကိုယုံကြည်သောသူမှတပါအဘယ်သူများလောကကိုမအောင်ဘူးတင်မှလောကကိုမအောင်ရင်ဘယ်သူမှမအောင်တော့တင်တဲ့ကျွန်တော်မှလောကနဲ့ခြားနာဆိုအသက်မရှင်ဘူးဆိုရင်ဘယ်သူမှလောကနဲ့ခြားနာဆိုအသက်ရှင်နိုင်တော့မှမဟုတ်ဘူးတင်တဲ့ကျွန်တော်ကိုယ်တိုင်ကဖယားနဲ့တွာလာနေတဲ့ကျွန်တော်တို့ကိုယ်တိုင်ကလောကရဲ့အလယ်မှာအလင်းမဖြစ်ဘူးဆိုရင်ဘယ်သူမှဒီလောကမှာအလင်းမဖြစ်တော့ဘူးဒါကြောင့်ကျွန်တော်ရဲ့အသက်တာပြန်လဲပြန်ရအောင်ဖယားသခင်နဲ့ရှောက်လန်းခြင်းပုံမှန်ကျင်လည်ခြင်းဆိုတဲ့အရာကိုကျွန်တော်တို့ပြန်သွားဖို့အသက်တာမှာအရေးကြီးတယ်ကိုယ့်ရဲ့ပဋိညာဉ်ကိုပြန်ပြီးစောက်ရှောက်ဖို့လိုတယ်ကိုယ့်ကိုဖျားခေါ်ထားတဲ့နေရာမှာကိုကပြန်ပြီးလက်တီခြင်းအပြင်ကိုယ့်ရဲ့ပြောခြင်းဆိုခြင်းအသက်ရှင်ခြင်းရှောက်လန်းခြင်းရွေးချယ်ခြင်းတွေဟာလောကသားတွေရဲ့အလယ်မှာခြားနာပြီးငါတို့နဲ့မတူပါလားဖျားကိုယုံနေဆိုတာဒီလိုလူပါလားဖျားသားဆိုတာဒီလိုလူပါလားဆိုတာကိုကျွန်တော်တို့အပြင်သူတို့ကအလင်းကိုရဖို့ဖျားအလိုရှိတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ပဋိညာဉ်ကိုကျွန်တော်ပြန်အောက်မေ့ဖို့လိုတယ်ကျွန်တော်ရဲ့ပဋိညာဉ်ကိုပြန်ပြီးအောက်မေ့ဖို့လို့ကျွန်တော်မျက်စိကန်းနေသလားကျွန်တော်ကကြီးဝါကျိုးတွေနဲ့အချီနှောင်းခံနေရသလားငွေကြေးရဲ့ချီနှောင်မှုတွေလူမှုရေးရဲ့ချီနှောင်မှုတွေခါတလေလူမှုရေးရဲ့ချီနှောင်မှုတွေကရှိတယ်နော်ဂိုင်းကနာရဲ့ချီနှောင်မှုတွေကျွန်တော်တို့ဘဝမှာရှိတယ်လူမျိုးရေးရဲ့ချီနှောင်မှုတွေကျွန်တော်တို့ဘဝမှာရှိတယ်အဲ့ဒီချီနှောင်မှုတွေဟာအဲ့ဒီချီနှောင်မှုတွေအားလုံးရဲ့နောက်ွယ်မှာကျွန်တော်တို့ကိုကစားနေတဲ့သူရှိတယ်ဆိုတော့ကျွန်တော်တို့တိဖို့အရေးကြီးတယ်နော်ရှမ်းစုံမျက်စိအဖောက်ခံရတယ်လို့များစွာသောကျွန်တော်တို့တွေယနေ့နှုတ်ကပတ်တော်ဆိုင်ရာမှာအလင်းမရှိတော့တရားဟောချက်နားထောင်တယ်အလင်းမရတော့ကျမ်းစာလေ့လာတယ်အလင်းမရတော့မယုံကြည်သူကမောင်နေလို့အလင်းမရမယုံကြည်သူကဝိညာဉ်တော်မရှိလို့အလင်းမရကျွန်တော်တို့ကဝိညာဉ်တော်ရှိနေလက်နဲ့နှုတ်ကပတ်တော်ရှိနေလက်နဲ့အလင်းမရှိတာဘာကြောင့်လဲမျက်စိအဖောက်ခံထားတယ်ကျမ်းစာကိုဖတ်တယ်ဖျားဆိုလိုတဲ့ဖျားရဲ့ကောင်းကြီးမင်္ဂလာဓမ္မမင်္ဂလာတို့ကျွန်တော်တို့မမြင်နိုင်ဘူးအဲ့ဒါကျွန်တော်တို့ရဲ့ဝိညာဉ်ဆိုင်ရာအာယုန်တွေဖောက်ခြင်းခံရတယ်ဖြည့်ဆည်းခြင်းခံရတယ်ကျွန်တော်တို့ကိုယ်တိုင်ကဒါဂုံရဲ့ရှေ့မှာဒူးထောက်မိတာတွေကျွန်တော်တို့ဘဝမှာရှိတယ်ခါလေတရားဟောနှုတ်ကပတ်တော်တက်ပြက်တသားတမန်တရားကိုပြက်ပြက်တသားပြောရမယ့်အစားကိုယ့်ကိုလူတွေကြည်နေတယ်ဆိုရက်ကိုယ့်ကိုလူတွေစာအိတ်ပေးထားတယ်ဆိုတဲ့အရာပေါ်မှာကျွန်တော်တို့ကစိတ်နှလုံးနူးညံ့ပြီးဒူးထောက်နေတဲ့အချိန်တွေကျွန်တော်တို့ဘဝမှာရှိတတ်တယ်တမန်တရားကိုတမန်တရားအတိုင်းနှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်အတိုင်းတိတိကျကျပြက်ပြက်တသားဘဒုမျက်နာကိုမှမငဲ့ကွက်ပဲနဲ့ပြောရမယ့်အစားဟောရမယ့်အစားဟိုတထေးငါ့ကိုကြည်နေတယ်ဟိုစာအိတ်ကငါ့ကိုကြည်နေတယ်ကိုယ်တိုင်ကအဲ့ဒီစာအိတ်ရှိမှဒူးထောက်သွားတာကိုယ်တိုင်ကထိုင်ခုံပေးလိုက်တာနဲ့ပါဇက်ပိတ်သွားကိုယ်တိုင်ကနေရာပေးလိုက်တာနဲ့ကို
ညွန့်သွားကျွန်တော်တို့ဒီနေ့ကိုယ့်ရဲ့ပဋိညာဉ်နဲ့ကိုပြန်ပြီးအသက်ရှင်ဖို့ဖြစ်တယ်ရန်သူနဲ့ကစားဖို့မဟုတ်ဘူးဒေလီလာနဲ့ကစားဖို့မဟုတ်ဘူးနော်အဲ့ဒီကစားခြင်းတွေကကျွန်တော်ရဲ့အသက်တာမှာကြဆင်းစေတယ်ကျွန်တော်ယောသရဲ့အသက်တာကိုကြည့်ပါယောသမကစားခဲ့ဖခင်သူ့ကိုခေါ်ထားတယ်ဖခင်သူ့ကိုရွေးချယ်ထားတယ်ဖခင်တခင်သူ့ကိုသူနဲ့အတူရှိတယ်ဆိုတဲ့ရှောက်လန်းခြင်းထဲမှာယောသတွာလာပေါတိပါမယာသူ့ကိုနှုတ်အားဖြင့်သွေးဆောင်တယ်သူမကစားခဲ့မကစားခဲ့ကျိုးရှိရှိလဲလဲလမ်းမထားနော်ပြက်တညင်းပေတာတခင်မကျွန်တော်မပြုတ်နိုင်ဘူးပြက်တညင်းပေတာနောက်ဆုံးဟိုကလက်ပါလာပြီးအင်ကြီးဆွဲနေပြီဆိုရင်တော့နော်ကျိုးရှိနဲ့လမ်းမထားဘူးသူဆွဲငါဆွဲမလို့ရှန်ဆောင်ကအခုသူဆွဲငါဆွဲသွားလုံနေတာဒေလီလာသူ့ကိုကစားတာသူလည်းပြန်ကစားတယ်အေးသူဆွဲငါဆွဲသွားမလို့နဲ့ပါသွားမယ်ညီမတို့ကိုယ့်ရဲ့ပဋိညာဉ်မှာကိုပြက်ရက်တည်ဖို့ဖြစ်တယ်တင့်အားဖြင့်တင့်ရဲ့မိသားစုကိုဘုရားသခင်အကွယ်ကာပေးခြင်းတယ်တင့်အားဖြင့်တင့်ရဲ့အသင်းတော်ကိုဘုရားသခင်ကျွေးမွေးခြင်းတယ်တင့်အားဖြင့်တင့်ရဲ့ဝန်းကျင်ကိုဘုရားသခင်အလင်းပေးခြင်းတယ်တင့်အားဖြင့်ဖခင်ရဲ့ရည်ရွယ်ချက်နဲ့ဖခင်ရဲ့လူမျိုးတော်ဟာမြေကြီးပေါ်မှာအကွယ်အကာခံစားဖို့ဘုရားအလိုရှိတယ်။သင်ဟာထာဝရဘုရားအဖို့လုံးကသီးသန့်ခေါ်ထားခြင်းခံရတော်သူဖြစ်တယ်။သင်ဟာထာဝရဘုရားအဖို့လုံးကသီးသန့်ရွေးချယ်ခြင်းခံရတော်သူဖြစ်တယ်ဆိုတဲ့ပဋိညာဉ်ကိုကျွန်တော်တို့ပြန်ပြီးလက်တည်ရအောင်။နောက်တစ်ခါလေးကျွန်တော်တို့ကိုယ့်ဘဝအသက်တာထဲမှာပြောတာပါ။တပတ်မှာတရက်လောက်ဖခင်နဲ့အချိန်ယူရင်ကိုပဲကိုကဖခင်နဲ့ဖခင်ကိုတော့အကျွေးဖခင်တော်ငါ့ပုံမှာအကျွေးတင်သွားပြီဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကဖခင်ကိုပြန်ပြီးဆက်ဆံကြကိုယ့်ရဲ့အတန်လေးနဲ့ဖခင်ကိုဆက်ကပ်လိုက်ရင်ကိုဖခင်တော်မှာကိုယ့်ကိုကျေးဇူးတင်ရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကတစ်ခါလေဖခင်ကိုထင်မှတ်ထားတကယ်တော့မဟုတ်ဘူးညီကောင်တို့တင်းဟာထာဝရဘုရားအဖို့လုံးကတီးသက်လို့ပြောရင်တင်းရဲ့အရာခတ်သိမ်းကိုဆိုလို့လေတင်းရဲ့အချိန်တစ်ပတ်မှာ9ရက်ရှိရင်9ရက်လုံးထာဝရဘုရားအဖို့လုံးကဖြစ်တယ်တင်းမှာမိသားစုဝင်9ယောက်ရှိရင်9ယောက်စလုံးဟာထာဝရဘုရားအဖို့လုံးကဖြစ်တယ်တင်းမှာအသက်50ရှင်ရတယ်80ရှင်ရရင်တင်းရဲ့ရှင်တန်ခွင့်ရတဲ့အသက်ရှင်သမျှကာလပတ်အားလုံးဒီထာဝရဘုရားအဖို့လုံးကဖြစ်ပါတယ်နော်ကိုယ်မှာအစွမ်းတသိရှိတယ်ဆိုရင်ယာနှုံးပြည့်ထာဝရဘုရားအဖို့လုံးကဖြစ်တယ်နောက်တစ်ခါလေးကျွန်တော်တို့ကဆေဖို့တပုတ်လေးပြီးရင်ဖခင်တော်မှာကိုယ့်ကိုမိုးကောင်းကြီးတကားဖွင့်ဖို့အတွက်အကျွေးရှိနေလို့မျိုးပြန်ပြီးဆက်ဆံကြတယ်ဒီမှာတော့မဟုတ်ဘူးဆေဖို့တပုတ်လည်းဖခင်ပိုင်တယ်ကြံကိုးဖို့လည်းဖခင်ပိုင်ပါတယ်ကိုကကြံကိုးဖို့ကိုကျေးဇူးတော်ထဲမှာသုံးခွင့်ရတယ်အာမင်နော်တပတ်မှာ2ရက်ဖခင်အတွက်အချိန်ပေးလိုက်တယ်ဖခင်เจ้าလာလိုက်တယ်ကြံတဲ့အချိန်ကကိုပိုင်တယ်ထင်ပြီးမှကျွန်တော်ကနေချင်းလို့နေဖို့ကျွန်တော်တို့စဉ်းစားကြတာမဟုတ်ဘူးကျွန်တော်တို့ကကျေးဇူးတော်ထဲမှာအသက်ရှင်နေရတယ်ဒီနှစ်နာရီကိုလည်းဖခင်ပိုင်တယ်လို့ကြံတဲ့အချိန်တွေအားလုံးကိုလည်းဖခင်ပိုင်ပါတယ်သင်ဟာထာဝရဘုရားအဖို့သီးသန့်ဖြစ်တယ်ဆိုတော့မှတ်ယူပြီးမှကျွန်တော်ရဲ့အသက်တာပြန်လဲအနံ့ခြင်းနဲ့ကိုယ်အားဖြင့်ဖခင်မြေကြီးပေါ်မှာလုံမဲ့အလုပ်ကိုကျွန်တော်တို့မျှော်လင့်ရအောင်နော်ရှမ်းစုံပြည့်ရင်သွားတဲ့အရာရှမ်းစုံကြဆင်းသွားတဲ့အရာကိုကျွန်တော်နမူနာကြည့်ပြီးမှကျွန်တော်ရဲ့အသက်တာမပြည့်ရွံ့ရလေအောင်ကျွန်တော်ရဲ့ပဋိညာဉ်ကိုကျွန်တော်တို့ပြန်ပြီးစောင့်ရှောက်ဖို့ဖြစ်ပါတယ်။သင်ဟာအစွမ်းတတိရှိပါတယ်။သင်ဟာခွန်အားရှိပါတယ်။သင်ဟာပဋိညာဉ်ပြတ်သွားရင်သာသင်ဟာမာနရဲ့ခြေလေခြင်းကျိုးကန်ခြင်းမျက်စိဖောက်ခြင်းကြိတ်ဆုံကိုကြိတ်ခြင်းဆိုတဲ့ကျွန်ဘဝကိုကျွန်တော်တို့ရောက်သွားစရာအကြောင်းရှိတဲ့အတွက်အသက်တာကိုပြန်လည်ပြင်ဆင်ဖို့အတွက်ဒီအရာအပြင်ဝင်ရပါတယ်။ဝိညာဉ်တော်ဖခင်အရောက်ချင်းဆောင်တိဆောက်ခြင်းပေးပါစေ။